ကလေးလူငယ်မကြမ်းကျွန်တော်တို့အားလုံးပြောတဲ့တင်ကြံဘာသူပြောတဲ့တင်ကြံဆွေးသူပြောတဲ့တင်ကြံကလေးလူငယ်မကြမ်းကျွန်တော်တို့အားလုံးပြောတဲ့တင်ကြံနေအောင်ညကြည်များကိုနှစ်တည်နဲ့သုံးကစီးပြန်ဒါနသီလဘာဝနာစင်မြဲဖို့လို့ဆိုပြီးပြန်မုံလုံးရေပေါ်တာကူတမင်းကကြံခွေကိုထင်ဟပ်နေတဲ့ဟန်ကြံရောက်ခဲ့ပြီပေါ့ချစ်တဲ့ကြံ